မိလိန္ဒမင်းနှင့်ရှင်နာဂသေနတို့၏ဗုဒ္ဓဝါဒရေးရာအခြေတင်ပြောဆိုချက်များအပိုင်း1ပါဠိစာပေမှာမိလိန္ဒပညာဆိုတဲ့ကျမ်းတစ်ကျမ်းရှိတယ်မူလကအဲ့ဒီမိလိန္ဒပညာကျမ်းဟာပိဋကတ်3ပုံစရင်းထဲမှာမပါခဲ့ဘူးပေါ့နောက်ပိုင်းမှာမြန်မာနိုင်ငံမှာသံဃာတန်တင်နဲ့ပင်စမသံဃာနာနဲ့သတ္ထသံဃာနာအဲ့ဒီအချိန်မှာမိလိန္ဒပညာကျမ်းကိုပိဋကတ်3ပုံနိကေ9ရက်အထက်မှာထည့်သွင်းပြီးတော့စည်ရင်ပြုလုပ်ထားတော့အခုဗုဒ္ဓကတ်3ပုံစာအုပ်ရည်40ထဲမှာအပါအဝင်ဖြစ်တယ်ပေါ့အဲ့တော့မိလိန္ဒပညာကျမ်းနဲ့ပတ်သက်ပြီးတော့မှတ်သားဖွယ်ရပြောကြမယ်ဆိုလို့ရှိရင်ဒီမိလိန္ဒပညာကျမ်းဟာတာမကျမ်းတော့မဟုတ်ဘူးရှင်မဗုဒ္ဓဂေါသကိုယ်တိုင်အဘိဓမ္မာထက္ကထာတို့ဝိနည်းထက္ကထာတို့ရေးသားတဲ့အခါမှာမိလိန္ဒပညာကျမ်းထဲမှာပါတဲ့စကားရပ်တွေကိုကိုးကားပြီးတော့ရေးသားလေးရှိတယ်ဒါကြောင့်မို့ရှင်မဗုဒ္ဓဂေါသအထက္ကထာဆရာကိုယ်တိုင်ကအလေးပြုတဲ့ကျမ်းတစ်ကျမ်းအဖြစ်မှတ်သားရမှာဖြစ်တယ်ပေါ့ရှင်မဗုဒ္ဓဂေါသကိုးကားတော်လည်းပဲသူရဲ့ပါရာဇိကကန္တအထက္ကထာသို့မဟုတ်သမန္တပါတာဓိကအထက္ကထာလို့ခေါ်တဲ့အဲ့ဒီအထက္ကထာရဲ့ဏိရန်ကျမ်းထဲမှာမိလိန္ဒပညာကျမ်းကိုထိသွင်းဖော်ပြခြင်းမပြုခဲ့ဘူးဒီကျမ်းနာမည်အနေနဲ့ထိသွင်းဖော်ပြခဲ့တာမရှိဘူးခုတ်တကနိကေမှာခုတ်တကနိကေလို့နိကေ9ရပ်ဖော်ပြတဲ့အခါမှာဆိုပါစို့နိကေ9ရပ်ဆိုတာဒီကနိကေမစ္စည်းမနိကေသံယုတ္တနိကေအင်္ဂုတ္တရနိကေခုတ်တကနိကေလို့ပိဋကတ်အားဖြင့်ခွဲမယ်ဆိုရင်3ခုနိကေအားဖြင့်ခွဲတဲ့အခါမှာ5ခုပိဋကတ်စာပေကိုအမည်နာမအစုပြုပြီးတော့မှတ်တမ်းတင်တယ်အဲ့ဒီမဲ့ခုတ်တကနိကေကျမ်းလို့ဆိုတဲ့ထဲမဲ့ဝိနည်း9ကျမ်းဟာလည်းခုတ်တကနိကေထဲမှာပါတယ်အဘိဓမ္မာ9ကျမ်းကလည်းခုတ်တကနိကေထဲမှာပါတယ်အဲ့ဒီခုတ်တကနိကေကျမ်းထဲမှာပါတဲ့ဖော်ပြထားတဲ့ကျမ်းစာရင်းမှာခုတ်တကပါထားတဲ့ဓမ္မပဒဥဒါနာဣတိဥဒကသာတကနေရိတပရိသမီရာမေကဘုရားဝန္တစရိယပိဋကတို့ထေရဂါထာထေရီဂါထာအပဒါနာဆိုပြီးအားလုံး15ချမ်းရှင်မဗုဒ္ဓဂေါသရဲ့သမန္တပါတာရိကအထက္ကထာမှာဖော်ပြထားတယ်ခုတ်တကပါဌာဓမ္မပဒဥဒါနာဣတိဥဒကဝိမာနဝတ္ထုပေတဝတ္ထုထေရဂါထာထေရီဂါထာသာတကနေရိတပဋိသင်္ပိရာမက္ခအပဒါနဗုဒ္ဓဝန္တစရိယပိဋကလို့15ချမ်းပဲဖော်ပြထားတယ်အဲ့ဒီမှာမိလိန္ဒပညာကျမ်းဆိုတာမပါဘူးဖော်ပြထားတာမရှိဘူးသို့သောမြန်မာနိုင်ငံမှာပင်စမသံဃာနာနဲ့သတ္ထသံဃာနာတင်တဲ့အခါမှာဒီခုတ်တကနိကေထဲမှာပါတဲ့ကျမ်းငယ်15ကျမ်းထဲမှာဘာထပ်ထည့်လိုက်တုံးဆိုတော့နိတိကျမ်းရဲ့ပိဋကောပရိသကျမ်းရဲ့မိလိန္ဒပညာရဲ့3ကျမ်းထပ်ထည့်လိုက်တဲ့အခါကျတော့ခုတ်တကနိကေမှာဝိနည်းအဘိဓမ္မာအပြင်18ကျမ်းဖြစ်လာ18ကျမ်းဖော်ပြထားရှိ
အဲ့ဒါကြောင့်မို့သံဃာနာတင်တော့ကတချို့နိုင်ငံကဆရာတော်တွေကနိတိရဲ့ပေရကောပရိသရဲ့မိလိန်နာပညာတို့ဒီသုံးဉာဏ်ထဲတာကိုစောရကတက်တယ်လို့လည်းပြောတာကြားဘူးလေသို့တော့ဘုန်းကြီးတို့ကအဲ့ဒီချိန်မှာကိုရင်ဘဝပဲရှိသေးတာဆိုတော့သတ္တသံဃာနာတင်တဲ့အချိန်မှာပါဝင်မို့ရအတွက်အရွယ်မရောက်သေးဘူးလို့ပြောသို့တော့ဒီကနေ့မှာသတ္တသံဃာနာမူမှာတော့နိတိပေရကောပရိသမိလိန်နာပညာဆိုတဲ့ကျမ်းအလုံး18ကျမ်းအတည်ဖြစ်ပြီးတော့နေတယ်ပေါ့ဒီမိလိန်နာပညာဆိုတဲ့ကျမ်းဟာအထက်ကရာဆရာကကိုယ်တိုင်ကိုးကားပြီးတော့ရီဖာလုပ်ရတဲ့ကျမ်းဖြစ်သည့်အတွက်ကြောင့်ဒီကျမ်းထဲမှာပါတဲ့အချက်လက်တွေဟာခိုင်မာတဲ့ဘုရားဝါဒရေးရာအဆိုအမိန့်တွေဖြစ်တယ်ဆိုတာကိုတော့မှတ်သားကြရမှာဖြစ်တယ်ကျမ်းတက်ပေတတ်ပုဂ္ဂိုလ်တွေပြောဆိုဆွေးနွေးပြီးအခြေတင်ပြောခဲ့တဲ့အကြောင်းအရာတွေဖြစ်သည့်အတွက်ကြောင့်မှတ်သားလောက်တယ်လို့သူတို့ဆိုအောင်အဲ့ဒီမိလိန်နာပညာဆိုတဲ့ကျမ်းကိုအထက်ကရာဆရာကြီးကသူကိုယ်တိုင်ကူကားခဲ့တော်လည်းပဲမိလိန်နာပညာကိုအထက်ကထာအနေနဲ့ဖွင့်ဆိုထားတဲ့ကျမ်းမရှိခဲ့ဘူးအရင်ကသို့သောမြန်မာနိုင်ငံမှာဒီမန္တလေးခေတ်နောက်ပိုင်းလို့ပြောရမယ်မင်းကွန်းစေရဝန်ဆရာတော်အဲ့ဒီမင်းကွန်းစေရဝန်ဆရာတော်ကြီးကဒီမိလိန်နာပညာကျမ်းကိုဖွင့်ဆိုတဲ့မိလိန်နာပညာအထက်ကထာဆိုပြီးတော့ရေးသားပြုစုခဲ့တာရှိတယ်မြန်မာနိုင်ငံမှာစည်ရင်းဝင်မဟုတ်တော့လေထိုဆရာတော်ကြီးရေးသားဖွင့်ဆိုခဲ့တဲ့မိလိန်နာပညာအထက်ကထာဆိုတာပြန်ရိုက်ထားတာရှိပေါ့နော်အထက်ကထာတစ်စောင်အနေနဲ့ပေါ်ထွန်းခဲ့တယ်လို့ဒီလိုမှတ်သားအဲ့တော့မိလိန်နာပညာကျမ်းဟာမှတ်သားဖွယ်ရာအချက်လက်တွေနဲ့ပြည့်နေပြီးမိကုန်းနဲ့အဖြေတွေကိုဖော်ပြတာဖြစ်သောကြောင့်ဖတ်ရှုလေ့လာကြတဲ့ပုဂ္ဂိုလ်တွေမှာဉာဏ်ဉာဏ်သွေးတွေတိုးတက်ဖြစ်ပေါ်လာနိုင်တာသိကြတယ်ပြောမယ်ဆိုရင်ဒီကနေ့ခေတ်ဒီဘိတ်လုပ်တယ်ဆိုစကားကြီးလူပွဲလို့မြန်မာလိုခေါ်ကြတယ်စကားအခြေတင်ပြောတယ်မိလိန်နာမင်းနဲ့ရှင်နာဂသေနမြန်မာတွေကနာဂသိန်လို့ဒီလိုလဲခေါ်ကြတယ်ပေါ့ပါဠိအစစ်ကနာဂသေနအဲ့ဒီဘုရားဝါဒရေးရာတွေနဲ့ပတ်သက်ပြီးအခြေအတင်ဆိုဒီမှာတယောက်ကအပြစ်တင်လိုက်လို့ရှိရင်တစ်ဖက်ကခြေပပြောဆိုတာအဲ့ဒီစကားကိုအကြောင်းပြုပြီးတော့အခြေအတင်တစ်ဖက်ကအပြစ်တင်တယ်ထောက်ပြတယ်ဒါဒီလိုမဖြစ်သင့်ဘူးလားဘာကြောင့်ဒီလိုဆိုတာလဲဆိုတဲ့စောရကတက်တာကိုအတင်လို့ခေါ်တယ်အပြစ်တင်တယ်ဆိုတဲ့စကားအဲ့ဒီပြစ်တင်ပြောဆိုတဲ့အချက်တွေကိုတစ်ဖက်ကအကြောင်းအကျိုးပြပြီးတော့ခြေပတယ်အဲ့တော့ပြန်ပြီးခြေပတယ်အဲ့ဒီတင်ဆိုတဲ့စကားနဲ့ခြေပတဲ့စကားနှစ်ရပ်ကိုပေါင်းစပ်ပြီးတော့အခြေအတင်တခါတလေလူတွေပြောကြတယ်လေဘယ်သူနဲ့ဘယ်သူအခြေအတင်ဖြစ်တယ်ဆိုစကားများကြတယ်ရံဖြစ်တယ်ဆိုတာအခြေအတင်ပဲလေအကြောင်းအရာတစ်ခုကိုဆွေးနွေးတာကိုလည်းအခြေတင်လို့ပြောကြတယ်အပြစ်တင်လာတဲ့စကားတစ်ခုကိုပြန်ပြီးခြေပတယ်မိလိန်နာမင်းကြီးကအပြစ်တင်ပြီးတော့ပြောဆိုတဲ့စကားတွေကိုရှင်နာဂသေနအကြောင်းကျိုးဖော်ပြပြီးခြေပခဲ့တယ်အဲ့တော့ဒီဘိတ်လောက်တယ်လို့လည်းပြောလို့ရတယ်ပေါ့နော်သို့မဟုတ် dialogue လို့လည်းပြောလို့ရတယ်မိလိန်နာပညာမိလိန်နာမင်းနဲ့ရှင်နာဂသေနတို့ရဲ့ dialogue မှတ်တမ်းကြီးလို့ဆိုခြင်းလဲဆိုလို့ရနာမည်ကတော့မိလိန်နာပညာလို့ပါဠိလိုဖော်ပြထားတယ်ပညာဆိုတာသူသိချင်တဲ့မေခွန်းတွေကိုမေခွန်းထုတ်ထားတယ်
အဲ့ဒီမေကွန်းထုတ်တာရိုးရိုးမေကွန်းထုတ်တာမျိုးမဟုတ်ဘူးပြစ်တင်ပြောဆိုတဲ့မေကွန်းတွေပေါ့ပြစ်တင်ပြောဆိုတဲ့မေကွန်းမျိုးတွေကိုရှင်နာဂတိနာကအကြောင်းကြားဖော်ပြပြီးတော့အကြောင်းကျိုးဖော်ပြပြီးဖြည့်ရှင်းပေးခဲ့တဲ့အချက်အလက်တွေကိုမှတ်တမ်းတင်ထားတာဏိဂုံးမှာတော့300နဲ့မေကွန်းပေါင်း304ပုဒ်ရှိတယ်လို့ဏိဂုံးချုပ်ထားတာရှိတယ်မေကွန်းပေါင်း304မျိုးကိုဒီမိလိန်နာပညာကျမ်းကြီးမှာဖော်ပြထားတယ်လို့ဒီလိုဆိုတယ်သို့တော့သေးသေးချာချာရေတွက်ကြည့်ရင်အဲ့ဒီကိန်းကဏ္ဍမှန်ဆိုတာတော့မပြောရသေးဘူးမပြောနိုင်သေးဘူးတစ်ခုချင်းကိုပြန်ပြီးတော့ရေတွက်ကြည့်ရင်တော့ဒီကိန်းကဏ္ဍမှန်သိရမှာဖြစ်တယ်ပေါ့အဲ့တော့မိလိန်နာပညာပါဠိဏိဂုံးမှာမှတ်တမ်းတင်ထားတာနောက်မှဝင်လာတာလားငကိုယ်တည်းကရှိသလားတော့မသိဘူးမှတ်တမ်းတင်ထားတဲ့ဂါထာလေးတစ်ပုဒ်ကတော့စိတ်ဝင်စားစရာကောင်းတယ်ဏိဂုံးအဆုံးမှာမှတ်တမ်းတင်ထားတဲ့ပါဠိဂါထာတစ်ပုဒ်ပါတယ်ပါဠိဂါထာပုဒ်ကလေးပါတယ်ပေါ့အဲ့ဒါဘာပါတော့ဆိုမိလိန်နာပညာကျမ်းနဲ့ပတ်သက်ပြီးတော့လင်္ကာယံဒေါနိနဂရေလင်္ကာယံဒေါနိနဂရေဝတ္တတာဒေါနိနာမိနာမဟာထေရနလေခိတဝသုတ်ထပိတံယထာတုတံလို့ဆိုတဲ့အရိယေကဘာလို့ဆိုလင်္ကာယံဆိုတာသီရိလင်္ကာနိုင်ငံတီဟိုကျွန်းတီဟိုကျွန်းလေးကိုလင်္ကာတိပလို့ခေါ်တယ်ဆိုတာကြားဘူးကြတယ်သူတို့ဒေသသားတွေခေါ်နေဆိုရင်လက်ကတိလို့ခေါ်တယ်လက်ကတိဆိုတာလင်္ကာဒီပပြောတာအတူကောက်ခေါ်လေအတူကောက်ဆိုတာအတန်ကအပြည့်စုံမထွက်ဘူးလင်္ကာကိုလက်လို့ဖတ်ပြီးတော့ဒီပကိုဒီလို့ဖတ်လိုက်တာလက်ကတိဒီကနေ့တော့သီရိလင်္ကာလို့နာမည်ပေးထားတယ်တစ်ချိန်တုန်းကတော့စီလုံလို့လည်းခေါ်တယ်ပါဠိစာပေမှာတော့တမ္ပပန္နိလို့လည်းခေါ်တယ်သီဟလလို့လည်းခေါ်တယ်နာမည်အမျိုးမျိုးနဲ့တွင်ကျယ်ခဲ့တာဒီကနေ့ခေတ်မှာတော့သီရိလင်္ကာသူတို့အတန်တွေနဲ့ရှရီလင်္ကာလို့ခေါ်တယ်အိန္ဒိယတမိန်နာဒုပြည်နယ်ရဲ့ဘေးနားလေးမှာအိန္ဒိယကပြောမယ်ဆိုလို့ရှိရင်အိန္ဒိယကျွန်းမကြီးကနေပြီးတော့မျက်ရည်ပေါက်ကလေးကျနေတဲ့ပုံသဏ္ဍာန်လေးပေါ့ကျွန်းထဲမှာကြည့်သူတို့ကတော့သူတို့ကျွန်းရဲ့ပုံပန်းတဏ္ဍာန်ကိုပလဲသဏ္ဍာန်ဖြစ်လို့ပါရှိတ်အိုင်လန်လို့ခေါ်တယ်ပါရှိတ်အိုင်လန်ပလဲသို့တော့ဘုန်းကြီးတို့မျက်စိထဲမှာကြည့်လို့ရှိရင်ဂေါ်ရခါသီးနဲ့လည်းဆင်တယ်ဘူးသီးနဲ့လည်းဆင်တယ်ပေါ့အဲ့တော့အဲ့ဒီကျွန်းကလေးဟာတစ်ချိန်တုန်းကစာပေတွေအမတမထွန်းကားခဲ့တယ်မြန်မာနိုင်ငံမှာသင်နေကြတဲ့အဘိဓမ္မထသင်္ဃာကျမ်းတို့တီဃာကျော်ကျမ်းတို့ဆိုတာအဲ့ဒီမှာရေးခဲ့တယ်ရှင်မဘုရားကောသာရေးတဲ့အထက်ကရာတွေအားလုံးဟာလည်းအဲ့ဒီမှာပဲရေးတယ်မြန်မာနိုင်ငံမှာသင်နေရတဲ့ပါဠိစာပေတွေအားလုံးလောက်နေနေဟာအဲ့ဒီကိုအခြေပြုထားတာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့မြန်မာနဲ့သီရိလင်္ကာနှစ်နိုင်ငံတို့ရဲ့ရှည်လျားတဲ့သမိုင်းကြောင်းကြီးဟာသမိုင်းမှတ်တိုင်အဖြစ်ပြောရမယ်ဆိုလို့ရှိရင်သီရိလင်္ကာမှာဒီနေ့တန်ခါဂိုင်းကြီး3ခန်းရှိတယ်ပထမဆုံးဇမ်းမြင့်နေတာဝင်ရတဲ့ဂိုင်းကြီးကတော့ရှမ်းဂိုင်းလို့ခေါ်တယ်ရှမ်းဆိုတာစီယမ်လို့ဆိုတဲ့အဓိပ္ပာယ်စီယမ်မီရှမ်းဂိုင်းထိုင်းနိုင်ငံကနေသွားတာထိုင်းကိုအရင်တော့ဒီကနေ့မှာတော့ထိုင်းလန်လို့ခေါ်တော့လည်းပဲဘုန်းကြီးတို့ငယ်စဉ်ကာလကတော့စီယမ်လို့ပဲခေါ်တယ်နော်ရှမ်းလို့ပဲခေါ်တယ်အင်္ဂလိပ်လိုရေးတဲ့အခါမှာစီယမ်လို့ပဲရေးတယ်နောက်ပိုင်းကျမှဘယ်နှခုနှစ်ကစပြောင်းတယ်တော့မသိဘူးအဲ့တော့နောက်ပိုင်းကျတော့မှထိုင်းလန်ဆိုတဲ့နာမည်ပြောင်းတာအခုဘာမှမြန်မာပြောင်းတယ်လို့ပေါ့ပြောင်းထားတာပဲသူတို့လည်းနော်ဒါကတော့စီယမ်မီလို့ခေါ်တယ်ဗီယက်နမ်ကိုလည်းရှေးတုန်းကအာနန်လို့ခေါ်တာအခုမှဗီယက်နမ်လို့ခေါ်တာ
မျိုးမျိုးပဲပေါ့ကမ္ဘောဒီးယားလည်းကမ္ဘူချာလို့ခေါ်လိုက်ကမ္ဘောဒီးယားလို့ခေါ်လိုက်နေပြောင်းလဲခေါ်ဆိုမှုလေးတွေတော့ရှိတယ်ပေါ့ဒေသဝေါဟာရနဲ့အများခေါ်တာချင်းမတူကြဘူးပေါ့ဒေသဝေါဟာရနဲ့ပြန်ပြီးတော့ပြောင်းကြတယ်အဲ့တော့ဒီမှာဒီရှမ်းကိုင်းဆိုတာထိုင်းနိုင်ငံကအနွယ်အဆက်ကိုယူပြီးတော့သီရိလင်္ကာနိုင်ငံမှာတန်ခါခိုင်းတစ်ခုထူတော့တီယိုနိုင်ငံကပထမဆုံးကဒတ်ချ်တို့ရဲ့ကိုလိုနီဖြစ်တယ်ဒတ်ချ်ဆိုတာဒီကနေ့နယ်သာလန်နိုင်ငံလို့ခေါ်တာပေါ့နော်အဲ့ဒီကဒတ်ချ်လူမျိုးတွေကသင်္ဘောကျွမ်းကျင်တော့ရေချောင်းကနေလာပြီးတီဟိုကိုဝင်ပြီးတော့စီးသိမ့်ပိုက်တယ်သူတို့ထဲကနေတခါပေါ်တူဂီဆိုတာဒီတခါလူယူလိုက်တာပေါ်တူဂီထဲကတခါဗြိတိရှတို့ကလူယူလိုက်တော့သီရိလင်္ကာနိုင်ငံဆိုတာဒီတီဟိုကျွန်းလေးဟာကိုလိုနီအဖြစ်အုပ်စိုးသွားတာဒတ်ချ်တို့ပေါ်တူဂီတို့ဗြိတိရှတို့နှစ်ပေါင်း450သူများလက်အောက်ရောက်ခဲ့ရတယ်အဲ့ဒီလိုသူများလက်အောက်ရောက်တဲ့အခါမှာဘာသာမတူတဲ့လူတွေရဲ့အုပ်စိုးမှုနဲ့ဘာသာပေါ်မှာချုပ်ချယ်ပြီးတော့တင်းကျပ်စွာအုပ်ချုပ်မှုတွေကြောင့်ဘုရားဘာသာဟာမိမ့်မိတ်သွားသလောက်ဖြစ်သွားတယ်မိမ့်မိတ်သွားတဲ့အခါကျတော့ဘုရားဘာသာပြန်ပြီးထူထောင်မှုသီရိလင်္ကာနိုင်ငံကဆင်ဟာလီလူမျိုးတွေဟာကြိုးစားကြရဟန်းတန်ဃာတွေကွယ်ပြောက်သလောက်ဖြစ်တော့ထိုင်းရဲ့မျိုးစေ့ကိုယူတယ်တခါမြန်မာပြည်မှာကုန်းမောင်ခေအလောင်းမင်းတရားကြီးရဲ့စတုထသားဖြစ်တဲ့ဘိုးတော်မင်းတရားဆိုဗဒုံမင်းလက်ထက်မှာအမရပူရလာပြီးတော့ယဟန်ခံပြီးမျိုးဆက်ယူသွားတာကိုအမရပူရခိုင်းလို့ခေါ်တယ်တခါပဲခူးကလျာဏီသိမ်မာလာယဟန်ခံပြီးတော့မျိုးဆက်ယူသွားတာကြတော့ရာမညခိုင်းလို့ခေါ်တယ်ဒီကနေ့ခေတ်မှာရှမ်းကိုင်းအမရပူရကိုင်းရာမညကိုင်းလို့ခိုင်းကြီး၃ခိုင်းရှိတယ်ဒီဟိုမှာတန်ခါဥယျာဉ်တော့တောင်းကနန်းမှာပဲရှိတယ်3000လောက်ရှိတယ်လို့ထင်တယ်အဲ့ဒါလို့တန်ခါအဆက်အနွယ်တွေမြန်မာနဲ့လည်းဆက်နွယ်ထားသည့်အတွက်ကြောင့်အမရပူရကိုင်းနော်ရာမညကိုင်းဒီကိုင်းတစ်ကိုင်းဟာမြန်မာပြည်ကသွားတာဖြစ်လို့နေပုံထိုင်ပုံအလုံးဟာလူမျိုးသာကွဲတော်လဲဘုရားဘာသာဒီယဟန်တန်ဃာတွေဝတ်ပုံရုံပုံတွေဟာတူညီချတယ်ပေါ့အဲ့ဒါကြောင့်မို့မြန်မာနဲ့သီရိလင်္ကာတို့ရဲ့ရှီလျားတဲ့သမိုင်းကြောင်းကြီးနဲ့ဆက်သွယ်ပြီးတော့ထားတယ်ဒါကြောင့်မို့သီရိလင်္ကာရဲ့စာပေတွေဟာမြန်မာနိုင်ငံကိုရောက်ရှိပြီးမြန်မာနိုင်ငံဒီစာပေတွေကိုလေ့လာသင်ယူလို့ခဏထိအောင်ရှင်သန်နေတယ်နောက်ပိုင်းရောက်တဲ့အခါမြန်မာပြည်ကပြန်ပြီးတော့သီရိလင်္ကာနိုင်ငံကသင်ယူရတဲ့အဆင့်ရောက်လာပြန်ပြီးတော့မြန်မာနိုင်ငံမှာလာပြီးစာသင်ကြတယ်ပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှာတောင်သီရိလင်္ကာနိုင်ငံကယဟန်တန်ဃာတွေတို့အမျိုးသားအမျိုးသမီးတွေတို့အခုကျောင်းတက်နေတာရှိတယ်ပေါ့အဲ့ဒါလို့အပြန်အလှန်မြန်မာနိုင်ငံကတန်ဃာတွေလည်းလွန်ခဲ့တဲ့1986ခုနှစ်9ခုနှစ်ဘုန်းကြီးတို့အဲ့ဒီမှာ6နှစ်နေခဲ့ဘူးတော့အဲ့ဒါလို့အပါဝင်ဒီကနေ့ခေတ်မှာဆိုရင်မြန်မာရဟန်းတော်တွေ300နေနီးလောက်သီရိလင်္ကာနိုင်ငံမှာကျောင်းတက်နေကြတာဖြစ်တယ်ပေါ့အဲ့ဒါလို့ဆက်သွယ်ပြီးတော့နေကြအပြန်အလှန်ဆက်သွယ်မှုတွေရှိကြတယ်အဲ့ဒါလို့ဆက်သွယ်တဲ့ဓာတ်မှာအခုမိလိန်နာပညာကျမ်းကြီးကိုဖော်ပြတဲ့အခါမှာလင်္ကာယံဒေါနိနဂရီဒေါနိမျိုးဆိုတာတော့မကြားခဲ့မိဘူးပေါ့နော်နာမည်တွေပြောင်းချင်းပြောင်းမှာပေါ့
လင်္ကာယံဒေါနိနဂရေဝတ္တတာဒေါနိနာမိနာမဟာထေရေနလေခိတဝါမုတ်တုတ်ထပိတံယထာတုတံသီရိလင်္ကာနိုင်ငံဒေါနိမြို့မှာနေတဲ့ဒေါနိဆိုတဲ့မထေရတစ်ပါးကဒီမိလိန်နာပညာကျမ်းကိုသူကြားဘူးတဲ့အတိုင်းရေးသားပြီးထားပါတယ်လို့ဒီလိုဆိုတာသူရေးတာလို့ပြောတယ်အဓိပ္ပာယ်နော်မှတ်တမ်းတင်တာလည်းဖြစ်နေသူမှတ်တမ်းတင်တာသူမှတ်တမ်းတင်တယ်အဲ့ဒီမှာမိလိန်နာရာဇပညောစနာဂသေနဝိသစ္စနာမိလိန်နာမင်းကြီးရဲ့မိကုန်းတွေနာဂသေနမထေမြတ်ရဲ့ဖြေဆိုချက်တွေအဲ့ဒါတွေကိုသူပြည့်ပြည့်ဝမှတ်တမ်းတင်ထားတယ်တဲ့မိလိန်တော်ဟိမဟာပညောနာဂသေနောသူပန္တိတောမိလိန်နာပညာမိလိန်နာမင်းကြီးကလည်းပညာကြီးပါပေတယ်ရှင်နာဂသေနကလည်းအလွန်ကိုပညာရှိပါပေတယ်လို့သူဖော်ပြပြီးတော့သူရေးမှတ်ထားတယ်ဆိုတော့ဖော်ပြအဲ့တော့ဒီကျမ်းဟာစာပေပိဋကတ်ထဲမှာပိဋကတ်သုံးပုံနဲ့နိကေ900ထဲမှာစည်ရင်ဝင်ဖြစ်မြန်မာနိုင်ငံမှာပါဠိတော်အုပ်ရည်40ထဲမှာနောက်ဆုံးဝင်ရောက်လာတဲ့ကျမ်းတစ်ကျမ်းအဖြစ်ပါရှိနေတယ်ပေါ့အဲ့ဒီဒါဖြင့်ကောင်းပြီအဲ့ဒါလိုမြန်မာနိုင်ငံမှာမှတ်တမ်းတင်ထားတဲ့ကျမ်းကြီးမှာပါဝင်တဲ့အချက်လက်တွေမိလိန်နာမင်းတို့နာဂသေနတို့ဆိုတာတကယ်ရှိခဲ့တာလားဘယ်ခေတ်ကရှိခဲ့တာတော့လို့မေးစရာရှိတယ်မိလိန်နာပညာကျမ်းထဲမှာပဲမြတ်စွာဘုရားကဗျာဒိတ်ပေးတဲ့အနေနဲ့ရေးထားတာလေးတစ်ခုရှိတယ်ပေါ့ဗျာဒိတ်ပေးတဲ့အနေနဲ့ရေးထားတာပါတော့မမပရိနိဗ္ဗာနတောပိစဝဒတတေအတိကန္တိဣတိဥပ္ပိစိတ်တန္တိမိလိန်နာမင်းတို့နာဂသေနတို့ဆိုတာတဲ့ငါဖျားပရိနိဗ္ဗာန်စံပြီးနောက်နှစ်ပေါင်း900ကျော်တဲ့အခါမှာပေါ်ပေါက်ကြလိမ့်မယ်လို့သူတို့ဆိုတယ်ဒါဖျားပြဒိတ်အနေနဲ့အဲစာပေထဲမှာမှတ်တမ်းတယ်အဲ့ဒီစကားအရမိလိန်နာမင်းနဲ့ရှင်ကနာဂသေတို့ရဲ့နာဂသေနတို့ရဲ့ပေါ်ပေါက်ရာခေတ်ဟာမြတ်စွာဘုရားပြိဋိဘံစံပြီးနှစ်ပေါင်း900ရဲ့ဒီဘက်မှာပေါ်တယ်900အလွန်မှာပေါ်ပေါက်လာတယ်လို့ဒီလိုမှတ်ရဒီကနေ့သာသနာတော်နှစ်2560ပြည့်60ရှိသွားပြီအဲ့ဒီပဲနှစ်ပေါင်း900လောက်က900ကျော်လောက်ကသူတို့ပေါ်ခဲ့တယ်ဆိုရှင်မဘုရားဂေါသပေါ်လာတာနှစ်ပေါင်း1000မှာပေါ်လာသာသနာနှစ်1000မှာပေါ်လာဒါကြောင့်မို့ရှင်မဘုရားဂေါသကမိလိန်နာပညာကသူ့ရဲ့စောတော့တချို့အချက်လက်တွေကိုမိလိန်နာပညာကနေပြီးတော့မိလိန်နာပညာထုတ်နှုတ်ပြီးတော့သူဟာကိုးကားခဲ့တာမိလိန်နာပညာကိုကိုးကားပြုခဲ့တယ်ဟုတ်ပြီမိလိန်နာမင်းကြီးဟာအကျမ်းပြန်အားဖြင့်မှတ်ရမှာတော့မြတ်စွာဘုရားပြိဋိဘံစံပြီးနှစ်ပေါင်း900ကျော်ခေတ်မှာလူလောကမှာတကယ်ပေါ်ပေါက်ခဲ့တဲ့ပုဂ္ဂိုလ်တူလို့ဒီလိုမှတ်ရဒါဖြင့်သူကဘယ်ဒေသမှာရှိတာတုံးလို့ဆိုယောနကလို့ဆိုတဲ့ယောနကတိုင်းတာကလမြို့မှာထီနန်းစိုးစံပြီးတော့နေတယ်ဒါဖြင့်ယောနကမြို့ဆိုတာဘယ်ဟာကိုခေါ်ရလဲလို့ဒီကနေ့ခေတ်ဒီဗုဒ္ဓသာသနိကပထဝီဝင်ကျမ်းတို့တခြားကျမ်းတွေတို့ရေးထားတဲ့အခါယောနကဆိုတာအမျိုးမျိုးဖော်ပြကြတာတော့ရှိတယ်သို့တော့အလုံးလက်ခံနိုင်တဲ့ဖော်ပြချက်ကတော့ယောနကဆိုတာတူရကီနိုင်ငံတွင်မှာရှိတယ်လို့ဒီလိုဆိုရမယ်တူရကီနိုင်ငံတည်ရှိရာဒေသပေါ့လေရှေးတုန်းကယောနကလို့ခေါ်တယ်ပေါ့အဲ့ဒီယောနကမှာမိလိန်နာမင်းကြီးဟာယောနကတာကလမြို့မှာအုပ်စိုးပြီးတော့မင်းလုပ်ခဲ့တယ်လို့ဒီလိုဆိုတော့နော်
သူကဘယ်ကအဆက်အနွယ်တုံးလို့မေးမယ်ဆိုလို့ရှိရင်မိုင်မောင်းတစ်ထောင်ကျော်ဝေးတဲ့ယောနကတိုင်းနဲ့မိုင်မောင်းတစ်ထောင်ကျော်ဝေးกว่าတဲ့ဂရိနိုင်ငံထဲမှာအလက်ဇန္ဒရာတာဂရိတ်ဆိုတာအလုံးကြားဖို့ကြမယ်တမိုင်းဖတ်တဲ့လူတွေအဲ့ဒီအလက်ဇန္ဒရာကျွန်းလေးမှာမိလိန်နာမင်းရဲ့အလောင်းနေရာကလတိဆိုတဲ့ရွာမှာမွေးဖွားခဲ့သူဖြစ်တယ်လို့ဒီလိုဆိုတယ်အဲ့တော့မြတ်ဗုဒ္ဓပြိဋိဘံစံပြီးတဲ့နောက်နှစ်ပေါင်း900ကျော်မှာသူဟာအလက်ဇန္ဒရာကျွန်းငယ်လေးပဲဂရိလူမျိုးတွေတစ်ချိန်တုန်းကအုပ်စိုးခဲ့တဲ့နေရာကလတိရွာငယ်လေးမှာမွေးဖွားခဲ့သူတယောက်ဖြစ်တယ်မင်းမျိုးမင်းနွယ်ပဲဖြစ်ပါလိမ့်မယ်အဲ့ဒါကိုမိလိန်နာပညာကျမ်းမှာတော့သူ့အကြောင်းကိုဖော်ပြထားတာဘာလို့ဆိုသံဗုဒ္ဓိပေတာကလနဂရီမိလိန်နောနာမရာဇာဟောတိသံဗုဒ္ဓိပဆိုတာဒီအိန္ဒိယနိုင်ငံတောင်ဘက်ကျွန်းကြီးတစ်ခုလုံးကိုခြုံငုံပြောတာအခုပါကစ္စတန်တို့အာဖဂန်နစ္စတန်တို့ဒါတွေအကုန်လုံးအပါဝင်ပေါ့မြမို့တောင်ရဲ့တောင်ဘက်ချမ်းကိုရည်ညွှန်းပြီးတော့ပြောတာသဗုဒ္ဓိပမြန်မာနိုင်ငံကိုလည်းပါဠိလိုဖော်ပြတဲ့အခါမှာသဗုဒ္ဓိပလို့ဖော်ပြတယ်ဒီဟိုတို့ကြတော့လင်္ကာတိပလို့ဖော်ပြတာနော်သူကသူကျွန်းတတ်တတ်ဖြစ်တယ်မြန်မာကတော့အိန္ဒိယနိုင်ငံနဲ့ဆက်ဆက်နေတာတမြေပြင်နဲ့ဖြစ်သည့်အတွက်ကြောင့်မြန်မာပြည်ကိုလည်းဇံဗုဒ္ဓိပလို့ပဲခေါ်တယ်ကျွန်းကြီးတစ်ကျွန်းထဲမှာပဲရှိတယ်ပေါ့မြန်မာကကျွန်းကွဲမဟုတ်ဘူးနော်အိန္ဒိယကျွန်းကြီးနဲ့တစ်ဆက်တည်းရှိတာဖြစ်တော့ကြောင့်ဇံဗုဒ္ဓိပပဲဒါမို့ဇံဗုဒ္ဓိပေလို့ပဲရေးတယ်မြန်မာပြည်အားလုံးသိကြပါလိမ့်မယ်သမိုင်းလေးလာခြင်းမြန်မာနိုင်ငံကိုဗြိတိရှတို့အုပ်စိုးတဲ့အချိန်တုန်းကမြန်မာနိုင်ငံဟာအိန္ဒိယနိုင်ငံရဲ့အစိပ်ပိုင်းကလေးတစ်ခုအဖြစ်ထားခဲ့တဲ့သူတို့ဗာရာဏသီရောက်တဲ့အခါကျတော့မြေပုံကြီးတစ်ခုရှိတယ်ကြောက်စာမြေပုံကြီးစကြင်ကြောက်လို့ကြောက်ပြားကြီးပေါ်မှာထွင်းထားတဲ့မြေပုံရောက်လို့ရှင်မေးမြန်းပြီးတော့ကြည့်ပေါ့အဲ့ဒီမြေပုံထဲမှာမြန်မာနိုင်ငံဟာအိန္ဒိယနိုင်ငံထဲမှာပါတယ်မြန်မာကိုပါခေါ်တော့ဆိုဗြဟ္မပုတ္တရမြစ်နဲ့ဒီဘက်ကမ်းမှာရှိဗြဟ္မဒေရှလို့ခေါ်တယ်နော်ဒေရှဆိုတာဒေသပဲအိန္ဒိယနိုင်ငံအရပ်တွေကဥတ္တရပရဒေရှတို့အရုဏပရဒေရှတို့အန္ဒရာပရဒေရှပရဒေရှဆိုတာပဒေသကိုပြောတာမြန်မာတွေကပြည်အောင်ခေါ်တဲ့အခါကျတော့ပဒေသရာစာတို့ဘာလို့ရှိတယ်မဟုတ်လားအဲ့ဒီပဒေသဆိုတဲ့စကားလုံးကိုအိန္ဒိယနိုင်ငံလူမျိုးတွေရဲ့အတန်နဲ့ဆို British အဲ့လိုခေါ်တာနော်ဘင်္ဂလားဒေ့ရှ်ဆိုတာကြတော့ဒေသဒေရှဒေ့ရှ်စကားလုံးကိုပြည့်အောင်မထွက်တော့အဲ့လိုထွက်တာဒေ့ရှ်လို့ဒါသူတို့ခေါ်အဲ့တော့မြန်မာကိုဗြဟ္မဒေရှလို့ခေါ်တယ်အိန္ဒိယနိုင်ငံတွေပြောလို့ရှိရင်အိန္ဒိယနိုင်ငံသားတွေကဗမာလူမျိုးတွေကိုဗမာနဲ့ပြောတာဗမာအမျိုးမျိုးပဲဗမာလည်းအိန္ဒိယလူတွေကိုကလားလို့ခေါ်တယ်ဟိုးတစ်ဖက်ကလူတွေကြတော့တရုတ်လို့ခေါ်ပြန်တယ်ကိုခေါ်ခြင်းခေါ်ကြတာဟောအဲ့တရုတ်ဆိုတဲ့လူတွေကဗမာကိုတော့မြင်တင့်လို့ခေါ်တယ်ဗမာလို့မခေါ်မြင်တင့်တယ်ဗမာလို့ပြောရင်သိတော့မသိဘူးတချို့မြင်တင့်လို့ပြောမှသိတယ်သူတို့သတင်းကြည့်ညာတဲ့အထဲမှာပြောရင်မြင်တင့်နဲ့ချိန်ညာတာပဲဘာမာတို့မြန်မာတို့ဆိုတာမသုံးဘူးသူတို့ဒီကလည်းတရုတ်ပြည်လို့သုံးတာနောက်တစ်ခါဒီဟိုနိုင်ငံလူတွေကြည့်လိုက်တော့ဗမာဟိုသူတို့ကဘယ်လိုခေါ်တော့ဆိုဘူရုမာတဲ့ဘုန်းကြီးတို့သွားတော့ဘူရုမာဟမ်ဒရူလို့ခေါ်တယ်သူတို့ဗမာဘုန်းကြီးပေါ့ဘူရုမာလို့ခေါ်တယ်ဂျာမနီရောက်တဲ့အခါကျတော့ဗမာဘယ်လိုခေါ်တော့ဆိုဘောမာတဲ့နော်ဂျပန်ရောက်တဲ့အခါကျဂျပန်ကဘီရူမာလို့ခေါ်ပြန်တယ်သူခေါ်ခြင်းခေါ်ကြပါဒါအပြည့်ပြောစရာမရှိဘူးလူတွေစားဒီလိုခေါ်တာအိန္ဒိယနိုင်ငံကလူတွေကတရုတ်ပြည်ကိုဘာခေါ်တော့ဆိုချိနလို့ခေါ်တယ်ချိနဗမာပါဠိမှာပြောတာစိနရထဆို
စိနာဆိုတာချိနာပဲဟိုးဥရောပအင်္ဂလိပ်တို့အမေရိကတို့ကျတော့ချိနာလို့မဖတ်ဘဲနဲ့ China လို့ဖတ်လိုက်တာနဲ့ China ဖြစ်သွားပြန်စလုံးမအတူတူပဲဖတ်တာမတူတာဆိုလို့တယ်ပေါ့အိန္ဒိယတောင်ပြားမှာရှိတဲ့ကျွန်းပေါက်စာလေးရှိတယ်တန်ငါတဲ့ရွာကလေးပေါ့ဗမာတွေတောင်တော်လေသလားမသိပါဘူးကိုမာလာဒီပလို့ခေါ်တယ်မူရင်းမာလာဒီပဆိုတာမာလဒိကိုအင်္ဂလိပ်တွေကခေါ်တဲ့အခါမော်လဒိုက်ဖြစ်သွားပြန်ရောနော်အဲ့ဒီလိုအတန်တွဲအမျိုးမျိုးနဲ့ခေါ်နေကြတဲ့နိုင်ငံတွေလူမျိုးတွေပေါ့အဲ့လိုဆိုလိုတယ်အဲ့တော့အခုလိုလောကမှာအမျိုးအစားတွေလူတွေဟာခုမိလိန်နာမင်းကြီးကြတော့ယောနကခုခေတ်ခေါ်ရင်တူရကီနိုင်ငံအဲ့ဒီနေရာမှာတာဂလဆိုတဲ့မြို့မှာထီနန်းအုပ်ချုပ်ပြီးမင်းလုပ်တယ်သူ့ရဲ့အရည်ချင်းတွေကိုစာပေကျမ်းကမှာဘယ်လိုဖော်ပြလို့ဆိုပန္တိတောစဉ်းစားဉာဏ်ရှိတယ်ဖြတ်တော်ထက်မြက်တယ်မေဓာဝီဖြတ်လက်တဲ့အသိဉာဏ်တွေရှိတယ်နော်တချို့ကအသိဉာဏ်ရှိတော့ရှိတယ်နှေးတယ်သူကမဟုတ်ဖြတ်ခနဲ့သိတဲ့အသိဉာဏ်မျိုးမေဓာဝီဆိုတာဘာပြောလိုက်ချက်ခနဲ့နားလဲတဲ့ဟာမျိုးပေါ့နော်တွက်လက်တယ်ချက်ချတယ်ဆိုတဲ့အသိဉာဏ်မျိုးအဲ့တော့ပညာကိုပဲဒီနေရာမှာ၃မျိုးခွဲတာပညာရှိတယ်ဆိုတာကို၃မျိုးခွဲတယ်ပန္တိတအရာရာမှာစဉ်းစားဉာဏ်နဲ့လုံးတတ်တယ်ဖြတ်တကျွမ်းကျင်တယ်ထက်မြက်တယ်မေဓာဝီလင်းလင်းမြန်းမြန်းသိနိုင်စွမ်းရှိတဲ့ပညာရှိတယ်ပฏิပလောအတ္တနာဂတပစ္စုပ္ပန္နနာမန္တယောဂဝိဌာနာကရိယာနာတိုင်ပင်ဆွေးနွေးလုပ်ရေးကံရေးကိစ္စတွေမှာအတိတ်ကအကြောင်းအရာပဲဖြစ်ဖြစ်အနာဂတ်အကြောင်းအရာပဲဖြစ်ဖြစ်ပစ္စုပ္ပန်ကိစ္စတွေမှာဖြစ်ဖြစ်သူဟာဒီကိစ္စတွေကိုစီမံခန့်ခွဲတဲ့နေရာမှာအလွန်ကျွမ်းကျင်တယ်လို့ဆိုလိုတယ်စွမ်းရည်တတ္တိတွေရှိတယ်တဲ့ကရဏကာလီနိတ္တမကာလီအလုတ်လုတ်ပြီးဆိုရင်လည်းဘယ်တော့မှအယံမလုပ်ဘူးမတမစိတ်ဆက်တယ်လို့ပြောတယ်နော်ခုခေတ်မှာတော့ယံလုတ်ယံပြောတွေအတဲပေါ်တာနော်ယံတုတ်တိဝဆနမမှန်တိအထောတဲ့ယံပြောလိုက်ရင်ဘယ်တော့မှမမှန်ဘူးအ내တိပဲနော်ယံတုတ်တယ်ယံပြောတယ်အဲ့တော့သူကတော့မဟုတ်ဘူးကရဏကာလီအလုံးလုံးတဲ့အခါမှာနိတ္တမကာလီစိတ်ဆက်ဆက်အလွန်ရှိတယ်သူကိုယ်တိုင်စုံစမ်းတယ်ဟုတ်မဟုတ်သူကိုယ်တိုင်လေ့လာတယ်လေ့လာပြီးတော့မှဆုံးဖြတ်တယ်ဆိုတာအလွန်ကောင်းတဲ့အရည်ချင်းတစ်ခုပဲဒါအတုခိုးရမယ်ဒီအရည်ချင်းမျိုးကတော့နော်ဘာပဲဖြစ်ဖြစ်တပြည့်အုပ်ချုပ်တဲ့လူတွေဆိုတာလေဒီဟာအမတမအရေးကြီးရာဇာနတာတုအာနိတမကာရီစင်စင်ဆာဆာမလုတ်တဲ့မင်းဟာမကောင်းဘူးလို့ဆိုတာပဲနော်တပြည့်အုပ်ချုပ်တဲ့လူကဘာပဲဖြစ်ဖြစ်စင်ဆာဆာလုံးအောင်စင်ဆာဆာမလုတ်ဘူးဆိုရင်မကောင်းဘူးတဲ့စဉ်းစားရမယ်မမှန်ကန်ကန်ဖြစ်အောင်လေ့လာသုံးသပ်ဆင်ခြင်ပြီးမှဆုံးဖြတ်ရမယ်လို့သူတို့ဆိုတယ်အဲ့တော့သူကတော့ကရဏကာလီနိတ္တမကာလီသေသေးချာချာစူးစမ်းလေ့လာပြီးအလုံးလုံးတဲ့အခါမှာသေချာတယ်စိတ်ဆက်တယ်တဲ့အဲ့တော့ဒါလည်းမကဘူးဘဟုနိသတ္တတ္ထာနိဥက္ခိတာနိဟွန်တိစာပေကျမ်းကမြောက်များစွာသူကသင်ယူထားတယ်ဆိုပြီးသူသင်တဲ့ကျမ်းပေါင်း24ကျမ်းကိုထုတ်ပြထားတယ်မျိုးစားပေါင်းဘာသာရပ်တွေမျိုးစားတယ်နံပါတ်1ကတုတိတုတိဆိုတာစရုတိလို့ဖတ်တယ်ဝေရာကျမ်းအတတ်အိန္ဒိယနိုင်ငံမှာထွန်းကားတဲ့ဝေရာကျမ်းအတတ်တွေကိုလည်းသူတတ်သိတယ်သမ္မုတိဆိုတဲ့ကျမ်းကိုလည်းသူသင်တယ်သံခရာဆိုတဲ့ philosophy
Sankhya philosophy ဆိုတာရှိတယ် philosophy တွေထဲမှာအတွေးခေါ်ကြံတစ်ခုအဲ့ဒါကိုလည်းသူကျွမ်းကျင်တယ်ယောဂအခုယောဂကျမ်းဆိုတာပတန်ဂျလိယောဂဆိုတာနာမည်ကြီးပေါ့အိန္ဒိယ philosophy တွေစိတ်ဝင်စားရင်ဖတ်ကြည့်ပေါ့နော်ရာဓာခရစ်ယာန်ရေးတဲ့ Indian philosophy ဆိုစာအုပ်ရှိတယ်အင်္ဂလိပ်လိုရေးထားတယ်အဲ့ဒါမဲ့အိန္ဒိယက philosophy တွေအကြောင်းကိုရေးထားတာရှိတယ်အဲ့ဒါယောဂကျမ်းတွေနိတိကျမ်းတွေဆိုတာလည်းအလွန်စိတ်ဝင်စားစရာမြန်မာပြည်မှာတော့သိကြတာလောကနိတိတို့လိုခါမျိုးပေါ့နော်လောကနိတိတို့ပါလို့လောကနိတိကိုမေ့မနေကြနဲ့လောကနိတိမှာပါဆိုထားတော့ဆိုပုတ္တကေတုစာယံသိပ္ပံပရဟထေတုယန္တနာအထေကိစေသမုပ္ပန္နေနတ္တံသိပ္ပံနတ္တံဒနာနဲ့နော်စာအုပ်ထဲကအတတ်ပညာသူများလက်ထဲချင်းခါထားတဲ့ငွေကြေးအကြောင်းကိစ္စပေါ်လို့ရှိရင်ကိုဟာမဟုတ်တော့ဘူးတဲ့တတိထားဖို့ပဲနော်ကိုဘာမှသုံးလို့မရဘူးဟုတ်တယ်လေအခုခေတ်ကပညာရက်တွေကစာအုပ်ထဲမှာကြီးပဲထားတာစာအုပ်ထဲထားတော့ library မရှိတဲ့အခါကျသွားကြည့်စရာလည်းမရှိဟိုသင်းဒီသင်းနဲ့ရန်တုပ်ဖို့ပဲကျန်တော့နော်အဲ့တော့ပုတ္တကေတုစယံသိပ္ပံစာအုပ်ထဲမှာရှိတဲ့အတတ်ပညာဟာကိစ္စရှိရင်အသုံးမဝင်တော့ဘူးတဲ့ကိုယ့်ဖို့ဒါမို့လို့အရချက်လို့ပြောတာမှတ်ထားအသုံးကျနိုင်အောင်မှတ်ထားပရဟတ်ထေတုယန္တနံငွေကြေးပဲဖြစ်ဖြစ်လက်ကောက်ယရနာပဲဖြစ်ဖြစ်သူများလက်ထဲချေးထားတယ်ငှားထားတယ်ဆိုလို့ရှိရင်ကိုဝတ်ချိန်ပဲဝတ်လို့ရနော်သူပြန်ပေးမှကိုဝတ်လို့ရပေါ့ပတ်စံလဲသူများစီပေးတာသူမပေးသမျှအောင့်ဤခံပေါ်တာရှိနော်ပရဟတ်ထေတုယန္တနာသူများလက်ထဲရောက်နေတဲ့ပစ္စည်းဥစ္စာအထေကိစ္စေသမုပ္ပန်နေကိစ္စကျုံလာပြီဆိုရင်နတ္တံသိပ္ပံအတတ်ပညာအရာလည်းမရောက်တော့ဘူးနတ္တံဒနာဥစ္စာအရာလည်းမရောက်တော့ဘူးဆိုဒါဘာကိုဆိုလိုတာတော့ဆိုနော်ကိုယ့်လက်ထဲရှိမှပညာဆိုတာလဲကိုယ့်ရင်ထဲရှိမှကိုယ်ကျေးဆိုတာလဲကိုယ့်လက်ထဲရှိမှအချိန်မြေသုံးနိုင်တယ်လို့ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတယ်ဒါနိတိကျမ်းလို့ခေါ်တယ်နော်အလတ္တတကုတောသိပ္ပံအသိပ္ပတ္တကုတောဒနာအတတ်ပညာမရှိပြင်းရင်ဘယ်တော့မှမတတ်ဘူးမတတ်ရင်ဥစ္စာမရှိဘူးဟောအဲ့တော့အတ္တနတ္တကုတောဒုက္ခပစ္စည်းဥစ္စာမရှိဘူးဆိုဘယ်တော့မှမချမ်းသာဘူးလို့ဒါတွေကနိတိကျမ်းတွေရဲ့အဆုံးအမစကားတွေပေါ့နော်နိတိကျမ်းဆိုတာဘဝလမ်းညွန်ခိုင်လိုင်းနေပဲဖြစ်တယ်ပေါ့အဲ့ဓာတွေကိုလည်းပဲမိလိန်နာမင်းကြီးကလေးလာသင်ယူထားတာဖြစ်တယ်ပေါ့နော်ဝိသေတိကာဆိုတာသူတို့ခေါ်တယ်ဆိုဗိုက်ရှေချိကာလို့ခေါ်တယ်အဲ့ဒီကလည်း philosophy တစ်ခုပဲနောက်ကဏိကာဆိုတဲ့ကဏ္ဍကျမ်းတို့ခန္ဓဘဆိုတာအတိမုတ်နော်စောင်းတီးတာအစအဲ့လိုအတိမုတ်တွေပညာတိကိစ္စဆိုတာဆေကုခြင်းအတတ်စတုဗေဒဆိုတာဗေဒအတတ်ဒီနေရာမှာလဲဓနုဗေဒလို့လည်းမူခွဲရှိတယ်ဓနုဗေဒဆိုတာလေးပြည့်တဲ့အတတ်မြပြည့်တဲ့အတတ်ပုရဏဆိုတာရှေးဟောင်းထုံးတန်စင်လာတွေသိတယ်ပုရဏကျမ်းဂေါရမပုရံဘာပုရံနဲ့ပုရံကျမ်းတွေရှေ့ရှိတယ်ဣတိဟာသဆိုတာရာဇဝင်ကျမ်းတွေဇောတိတာဆိုတာရစ်ပူဇော်တာတွေနဲ့ပတ်သက်တဲ့ကျမ်းတွေဖြစ်ပုံရတယ်နောက်မာယာမျက်လက်အတတ်တွေကေတုဆိုတဲ့အတတ်တွေမန္တနာနော်တိုင်ပင်ဆွေးနွေးရတဲ့သုံးပုံမန္တရားအတတ်တွေရုပ်ထစစ်ထိုးတဲ့စစ်ဗျူဟာအတတ်တွေသန္တတာကြပြာစီဖွဲ့တတ်တဲ့စံချမ်းအတတ်တွေဆိုတဲ့အပြင်မှာဗုဒ္ဓဝါစနာပိဋကတ်သုံးပုံမြတ်စွာဘုရားရဲ့စကားတော်ပါသူဟာလေးလာထားတာတဲ့ပညာအလွန်ထက်မြက်တယ်လို့ဆိုလိုတယ်နော်သူလေးလာတဲ့ကျမ်းပေါင်းကို24ကျမ်းအဖြစ်အခုလိုဖော်ပြထားတာဖြစ်ဒါမိလိန်နာမင်းကြီးဟာတာမန်မဟုတ်ဘူးပေါ့ဒီပညာရက်တွေသူတတ်တယ်တတ်လို့သူဟာပညာရှိတယ်လို့ဆိုလို့
အဲ့တော့ခဏခေတ်လူတွေစာတွေများများဖတ်ဖို့လိုတာပေါ့အတတ်ပညာဘယ်နှခုတတ်တယ်လဲလို့လက်ချိုးရည်ကြည့်တယ်ငါဘာတွေတတ်တယ်နော်ပညာရအနေနဲ့ငါဘာတွေတတ်တော့ဘာကျမ်းနေကျမ်းအနေနဲ့ဘာကျမ်းနေတတ်တယ်လဲကိုယ့်အကိုသိဖို့လိုတယ်ပေါ့နော်စာပေကျမ်းကနေကိုအဲ့ဒါလို့ तू ကသင်ယူပြီးတော့တက်မြောက်ထားတယ်ပြီးတော့စကားပြောရလဲ तू ကကျွမ်းကျင်တယ်ဝိတန္တဝါဒီဒီဘုက္ခလံပြောရမယ့်နေရာတော့သူ့မမေ့ဘူးတဲ့နော်ဘုက္ခလံပြောတတ်တယ်ဝိတန္တဝါဒလို့ခေါ်တယ်စัจ jin မဲ့ပြောတာသူများစကားတစ်ခုပြောလိုက်ရင် तू ကထိုးနဲ့တတ်တယ်ပေါ့နော်ဝိတန္တဆိုတာစัจ jin ပဲပြောတဲ့နေရာမှာသူများအပြစ်ကိုထောက်ပြီးတော့စัจ jin မဲ့ပြောတဲ့နေရာမှာကျွမ်းကျင်တယ်ဝိတန္တဝါဒလို့ခေါ်ထိုးနဲ့ပြီးပြောနိုင်တဲ့ဒုရတရာသူနဲ့ရှင်ပြိုင်မှုခက်တယ်သူနာကပ်ဖို့ခက်တယ်ဒုပ္ပသဟာသူစကားတစ်လုံးချလိုက်လို့ရှင်ခန္ဓာရည်ရှိဖို့ခက်တယ်လို့ပြောသူမေးခွန်းထုတ်လိုက်လို့ရှင်မလွယ်ဘူးပုထုဒိဋ္ဌကရဏအက္ခမက္ခယတိအယူဝါဒရေးရာဒီစကလုံးတီထွင်တာတို့ဝါဒတီထွင်တာတို့ policy လုပ်တဲ့နေရာမှာတော့သူကအတော်ဆုံးပဲလို့ပြောတာဒီဘုရင်ကြီးကသူခေတ်သူခါမှာသူဟာအတော်ဆုံးလို့သူတို့ဆိုတယ်ဒါရင်မကဘူးတက္ကလဇမ္ဗုဒ္ဓိပေစဗုရိတ်တကြုံလုံးဆိုဗမာတွေလည်းအပါဝင်ပေါ့ဗမာနိုင်ငံလည်းအပါဝင်မိလိန်ဒေနရိညာသမောကောစိနာဟောတိမိလိန်နာနဲ့ခုံကြီးတူတဲ့ပုဂ္ဂိုလ်သူ့အရေးချင်းကိုလိုက်မိတဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့သူတဲ့တူတဲ့ပုဂ္ဂိုလ်ဘယ်နေရာတော့ဆိုရင်ထာမေနဇဝေနသူရေနပညာရတယ်ထာမစွမ်းအားတတိရှိတဲ့နေရာဇဝလျင်မြန်ဖြတ်လက်တဲ့နေရာသူရရဲစွမ်းတတိရှိတဲ့နေရာပညာစဉ်းစားဉာဏ်ရှိတဲ့နေရာသူဘူးမှမတူနိုင်ဘူးလို့ဆိုလိုတယ်အမှန်တမ်းထက်မြက်တဲ့ဘုရင်ကြီးတစ်ပါးဖြစ်ဖော်ပြထားတယ်အေးဉာဏ်ပညာသာထက်မြက်တာလားဆိုတော့မဟုတ်ဘူးအတ္တောမဟာတနောမဟာဘောဂောအနန္တဗလဝါဟနောအဋ္ဌဆိုတာကိုယ်တော်နေတဲ့တို့သိမ့်ထားတဲ့မြုပ်နှံထားတဲ့ငွေချေးဒနာတွေကလည်းအလွန်များတယ်မဟာဒနာနေ့စဉ်သုံးနေတာတွေကလည်းအများကြီးပဲနော်မဟာဘောကအသုံးဆောင်ပစ္စည်းတွေအများကြီးရှိအနန္တဗလဝါဟနောမဆုံးနိုင်လောက်အောင်များပြားလာတဲ့စစ်တီပိုးပါစစ်သုံးရင်တွေနဲ့ပြည့်စုံတယ်ဆိုလိုတဲ့စင်ဓာတ်တွေမြင်းဓာတ်တွေစစ်သားတွေယထာဓာတ်တွေဆိုတာသူ့မှာအများကြီးရှိတယ်လို့ပြောတယ်စစ်အင်အားတောင်းတင်းတယ်လို့ဆိုအဲ့တော့သူကအုပ်စိုးနိုင်ရောပေါ့မိလိန်နာမင်းကြီးဟာအဲ့ဒီလိုအဖက်ဖက်ကပြည့်စုံဉာဏ်ရည်ချင်းသာမကအာလုံးပြည့်စုံတဲ့အရည်ချင်းတွေသူ့မှာစုပုံပြီးတော့နေတယ်အဲ့ဒီလိုစုပုံပြီးတော့နေတာအဲ့ဒီမိလိန်နာဘုရင်ကြီးဟာပညာလက်တတ်တဲ့အခါကျတော့တနည်းတော့သူမျိုးတော်ပြင်မဲ့ကိုထွက်တယ်မျိုးတော်ပြင်မဲ့ထွက်ပြီးတော့ဟိုတဲ့ပေါ့ခုခေတ်လည်းဘိုလ်ရှုကန်သဘင်လောက်တယ်ပေါ့လားစီရေးပြတဲ့အခမ်းအနားပေါ့ခုခေတ်အသုံးနဲ့ပြောမှဆိုစီရေးပြအခမ်းအနားကြီးကျင်းပတယ်စင်တပ်ကြီးတွေမြင်းတပ်ကြီးတွေယထာတပ်ကြီးတွေချင်းလင်းစစ်တပ်ကြီးတွေနဲ့စီရေးပြအခမ်းအနားအခုခေတ်တော့စီရေးပြအခမ်းအနားကခုမိလိန်နာမင်းနဲ့တာသွားတာဘာလို့ဆိုရင်ကောင်းကင်ကလေမြန်းကြီးတွေပါလာတယ်ပေါ့ဒုံးမြန်းကြီးတွေပါလာတယ်တင့်ငါးကြီးတွေပါလာတယ်ဟိုတော့ကတော့အဲ့လိုမဟုတ်သင်္ဘောကြီးတွေပါလာတယ်မိလိန်နာမင်းကြီးလက်ထက်တုန်းကတော့အဲ့ဒါတွေမပါဘူးစင်တွေစင်တက်ပါတယ်မြင်းတက်ပါတယ်ယထာတက်ပါတယ်ခြေလင်းစစ်သားတွေပါတယ်အဲ့ဒီလိုသူခေတ်ကတော့သူရဲကောင်းကြီးတွေရင်ဆိုင်တိုက်ခိုက်ရတဲ့ဤစနစ်နဲ့တိုက်တဲ့ခေတ်အခုကတော့အဝေးလှမ်းထုပေါ့နော်အဝေးပြပုံပြီးတော့ပြစ်တဲ့ခေတ်အဲ့ဒါလို့မိလိန်နာမင်းကြီးဟာမြို့ပြင်ထွက်ပြီးတော့စစ်ဖြူဟာကျင်းပစစ်ရေးပြတဲ့အခမ်းအနားကြီးကိုသူသွားကြည့်
အဲ့လိုသွားကြည့်တာစတုရင်ကိနေဗလက်ခသေနာဖြူဟံဒသနာကာမတာယနဂရာနိခမ္မာမြို့ကနေပြီးတော့သူကဘုရှုခံသဘင်သွားပြီးတော့ဆေးပြတဲ့ခန္ဓာကိုသွားပြီးတော့စစ်ဆေးတယ်ပေါ့အဲ့တော့မကြခင်ပဲခြိတက်ပြီးတော့အလေးပြုတယ်ပေါ့ခုခေတ်လို့ဆိုရင်ခြိတက်အလေးပြုတာတွေစင်တက်ကြီးကလည်းခြိတက်လာတယ်မြင်းတက်ကြီးကလည်းခြိတက်လာတယ်ယထာတက်ကြီးကလည်းခြိတက်လာတယ်ဆုံးစားမရှိတဲ့ချင်းလင်းတက်ကြီးကလည်းခြိတက်လာပြီးအလေးပြုသွားတယ်အဲ့ဒါတွေကြည့်ပြီးတဲ့အခါကျတော့နော်မနေ့ပိုင်းအချိန်ကုန်သွားတော့နေ့ပိုင်းမှာအချိန်တွေပိုးနေတယ်ပိုးနေတော့သူကဘာပြောတော့ဆိုရင်အေးစီရေးပြအခမ်းအနားပြီးသွားပြီအချိန်တွေလည်းပိုးနေသေးတယ်ငါသိချင်တာတွေလည်းရှိတယ်ငါနိုင်ငံထဲမှာပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေရှိလားငါမေးချင်သူတို့နဲ့တွေ့ပြီးတော့ငါမေးချင်သိချင်နေတာပဲသူကငါမေးချင်အဲ့တော့မင်းတို့မောင်မင်းတို့ငါ့ကိုသတင်းပေးနိုင်ကြလားဘယ်သူစီသွားရမလဲဘယ်သူနဲ့တွေ့ရမလဲပညာရှိဘယ်သူရှိသလဲဆိုအမတ်ကြီးတွေကတင်ပြတယ်တဲ့ဘာသာရေးနဲ့ပတ်သက်ပြီးဖီလိုဆိုဖာဆရာကြီး6ဦးရှိတယ်ပေါ့စတတ်တာတော့ရသော်ဘုရားလက်ထက်တုန်းကလည်းဒီ6ဦးပဲအခုလည်းဒီ6ဦးဆိုတော့ဒီလူကြီးတွေမသေးသေးတာတော့မဟုတ်ဘူးเนาะပြောရမယ်ဆိုရင်ဘုရားပြိဋိဘံစာပြီးလို့နှစ်ပေါင်း900တောင်ကျော်သွားပြီပုရဏကသဝတို့မက္ခဏိခောသလတို့ဟာအခုလည်းသူတို့နာမည်တွေနဲ့ပါနေတော့ဘယ်လိုမှတ်ရမလဲလို့ဆိုရင်သူတို့ခိုင်းအဆက်အနွယ်တွေရှိသေးတယ်လို့ဒီလိုပဲမှတ်။နော်ခိုင်းကောင်းဆောင်ကြီးတွေခိုင်းကိုတီထောင်သွားတဲ့ပုရဏကသဗ္ဗဆိုတာမရှိဘူး။ဖရာတဲ့တောင်တက်ကြီးတယ်သူက။မက္ခလိခောသလဆိုတာလည်းမရှိတော့ဘူး။သို့တော့ပုရဏကသဗ္ဗခိုင်းကောင်းဆောင်သူ့ကိုလည်းပဲပုရဏကသဗ္ဗလို့ပဲခေါ်လိုက်တယ်ပေါ့။သူခိုင်းဟာရှိနေသေးတယ်။သူ့အယူအဆတွေကိုဆက်ခံတဲ့တပည့်တွေရှိတယ်။ခောသလမက္ခလိခောသလရဲ့အယူအဆတွေကိုဆက်ခံတာတွေရှိတယ်။ပကုဒ္ဒကိစ္ဆယနာတို့နိဂန္ဓနာတပုဒ္ဒတို့နော်သင်္ဆေယဗေလထပုဒ္ဒတို့အဇိတကေတကမလာတို့ဒီ6ဦးရဲ့အဆက်အနွယ်သူတို့ခိုင်းကြီးတွေဟာစင်စက်မပြတ်ရှိနေတယ်လို့ဒီလိုယူဆရမှာဖြစ်တယ်။အဲ့ဒါလို့မဟုတ်ရင်ဒီရေးသားချက်ဟာယုတ်တိမဲ့တဲ့အဓိပ္ပာယ်ဖြစ်သွား။ဘာဖြစ်လို့တော့ဆိုစာထဲမှာတော့စတတ်တာတော့ခိုင်းဆရာကြီး6ဦးရှိတယ်တဲ့ဘယ်သူတွေတော့ဆိုပုရဏကသဝမက္ခလိခောသလအဇိတကေတကမလပကုဒ္ဒကိစ္ဆယနာသင်္ဆေယဗေလထပုဒ္ဒနိကန္ဒနာတပုဒ္ဒဆိုတဲ့ဒီ6ဦးဆိုဘုရားလက်ထက်ကလည်းသူတို့ပဲဘုရားတော်ပြိဋိဘံဆံလို့နှစ်ပေါင်း900ရှိသူတို့ကရှိတော့မလားလို့တွေးတောစရာရှိတယ်အဲ့တော့သူတို့ကိုယ်တိုင်မဟုတ်ဘူးသူတို့ခိုင်းကိုဆက်ခံတဲ့လူတွေကိုလည်းနာမည်နဲ့ပဲဒီလိုခေါ်လိုက်တယ်လို့ဒီလိုမှတ်ရအဲ့ဒါလို့မှတ်ရင်တော့ယုတ်တိရှိတယ်အဲ့ဒီဆရာကြီးတွေစီသွားပြီးတော့ချင်းကပ်ပါသူတို့ဟာပညာရှိလို့နာမည်ကျော်တယ်ပေါ့သူတို့ကိုသွားရောက်ပြီးတော့မေးကြည့်ပါရှင်မင်းကြီးစူးစမ်းပါဆိုအေးကောင်းပြီကွာလိုလာလာပဲပုရဏကသဝစီသွားတယ်သူပုရဏကသဝစီသွားတယ်သွားပြီးတော့သူကထိုင်ပြီးတော့စကားစမြည်ပြောပြီးတော့သူမေးခွန်းလေးတစ်ပုဒ်မေးကြည့်တယ်ကောဗန္တိကတ္တဗလောကံပါဠိတိဆိုပြီးအရှင်ကတ္တဗတဲ့လောကကြီးကိုဘာကစောင့်ရှောက်ထားသလဲတဲ့သူမေးခွန်းလေးအဲ့ဒါမေးတာနော်ကောဗန္တိကတ္တဗလောကံပါဠိတိအရှင်ကတ္တဗလောကကြီးကိုဘယ်အရာကစောင့်ရှောက်ထားတာတော့ဆိုပုရဏကတ္တဗဖြေတဲ့ပထဝီမဟာရာဇလောကံပါဠိတိရှင်မင်းကြီးတဲ့မြေကြီးကလောကကြီးကိုဆောင်းလျှောက်ထားတာပေါ့မြေကြီးကဆောင်းလျှောက်ထားတယ်တာမန်အဖြစ်ကြည့်မယ်ဆိုရင်အလုံးကမြေကြီးပေါ်မှာရှိကြတယ်ပေါ့နော်မြေကြီးကဆောင်းလျှောက်ထားတယ်ဆိုတော့ဒီပြင်ကြီးကသူကလူညံ့မဟုတ်ဘူးသူကဘာပြောလိုက်တုံးဆိုရင်ယတိပထဝီလောကံပါဠိတိမြေကြီးကလောကသားတွေကိုဆောင်းလျှောက်ထားတယ်ဆိုရင်တဲ့အထကသမအဝိစီနိရိယံခန္ဓာတတ္တပထဝီအတိတ်ကမိတ္တဝကိသန္တိအဝိစီငရဲကျသွားတဲ့လူတွေကအခုဘာကြောင့်မြေကြီးကတားမထားနိုင်တယ်လဲမြေကြီးအောင်ဘာလို့ရောက်သွားလဲ
နော်ချမ်းညာဖတ်မှသူကတွေးတာအဝိဇ္ဇငရဲကြသွားတဲ့လူတွေကိုမြေကြီးကဘာလို့မဆောင်ချောက်တာတော့တဲ့တတ္တဝါတွေဟာသေပြီးဝိဇ္ဇငရဲရောက်သွားကြတယ်တဲ့မြေကြီးရောက်သွားတယ်ပေါ့သူပြောလို့တာအဲ့ဒါကိုမြေကြီးကဘာလို့မဆောင်ချောက်တာတော့ဆိုပုရဏကသမနှုတ်ပိတ်သွားတယ်ရှေ့ပါပြောတော့မဖြေနိုင်တော့အဲ့ဒါနဲ့သူကစိတ်ပြည့်စရာကောင်းတယ်ပေါ့အသိဉာဏ်တွေကနေလိုက်ကြတာပေါ့စိတ်ပြည့်စရာကောင်းတယ်လာနောက်တစ်ယောက်စီသွားမယ်ခေါ်ပြီးတော့ဘယ်သွားမက္ခလိဂောသလစီရောက်သွားမက္ခလိဂောသလစီရောက်တဲ့အခါလဲမေးပြန်တယ်သူကအဋ္ဌိဗန္တိဂောသလကုသလကုသလာနိကမ္မာနိအဋ္ဌိဒုက္ကတဒုက္ကတနာကမ္မနံဖလံဝိပါကောတဲ့သူမေးတဲ့မွေးကောကအရှင်ဂောသလတဲ့ကုသိုလ်အကုသိုလ်ကံဆိုတာရှိလားတဲ့ကုသိုလ်အကံအကုသိုလ်ကံတို့ရဲ့အကျိုးဆိုတာရှိသလားတဲ့ဒီမေးတော့သူ့ရဲ့ဝါဒမှာသူကရှိတယ်လို့မှမဆိုတာအဲ့တော့သူကပြောတယ်နတ္ထိမဟာရာဇကုသလကုသလံကံကုသိုလ်အကုသိုလ်ဆိုတာမရှိပါဘူးတဲ့ကုသိုလ်ကံကအကုသိုလ်ကံရဲ့အကျိုးတရားဆိုတာလည်းမရှိပါဘူးသူကကံနဲ့ကံရဲ့အကျိုးကိုညင်းပယ်တဲ့ဝါဒကိုသူဝါဒကွာမရှိဘူးတဲ့သူကဘာအကြောင်းပြောလိုက်တော့ဆိုအေးဒီဘဝကခတ္တိယဆိုရင်မင်းမျိုးမှဖြစ်ရင်နောက်ဘဝရောက်ရင်လည်းခတ္တိယပဲတဲ့သတ်မှတ်ထားတဲ့အတိုင်းပဲသွားမယ်တဲ့ပုံနာဆိုရင်လည်းပုံနာမျိုးပဲတဲ့ဂုံတယ်မျိုးဆိုရင်လည်းဂုံတယ်ပဲနော်သူဆင်းရဲမျိုးဆိုလည်းသူဆင်းရဲပဲဒီဘဝရှိတဲ့အတိုင်းပဲလူတွေဟာနောက်ဘဝဖြစ်ကြမှာတဲ့ကုသိုလ်အကုသိုလ်ကံရဲ့အခွင့်အရေးဆိုတာဘာမှမရှိဘူးဘာလို့လို့ဘာမှမထူးဘူးတဲ့အဲ့လိုပြောတာအော်ဒီလိုလားတဲ့ကုသိုလ်ကံအကုသိုလ်ကံလည်းမရှိဘူးကုသိုလ်ကံအကုသိုလ်ကံအကျိုးမရှိဘူးဆိုရင်ဒါဖြစ်ရင်ဒီဘဝကလက်ပြတ်တဲ့လူလည်းနောက်ဘဝလက်ပြတ်ကြီးဖြစ်မှာလားတဲ့ခြေပြတ်တဲ့လူကလည်းခြေပြတ်ကြီးပဲဖြစ်မှာလားတဲ့နှာခေါင်းပဲကြီးကလည်းနှာခေါင်းပဲကြီးပဲလားတဲ့နရွက်ပြတ်ကြီးကလည်းနရွက်ပြတ်ကြီးပဲဖြစ်မှာလားတဲ့အဲ့လိုမေးလိုက်တဲ့ဂောသလကလည်းဆက်မပြောနိုင်တော့အဲ့ဒါနဲ့ဘုရင်ကြီးကထသွားပြီအေးတို့စပူရိတ်ကျွန်းကြီးမှာတော့ဘာမှအနှစ်မရှိတဲ့ပုဂ္ဂိုလ်တွေကြီးပဲဘယ်သူမှငါမေးတာကိုဖြေနိုင်ကြဘူးမလာပေါ့တကယ်အဖြစ်ကြီးပဲတုတ်သောဇဗုဒ္ဓီပေါ့ဇဗုဒ္ဓိကျွန်းကြီးဟာတကယ်ကိုတုတ်ဆာကြီးပဲအချင်းကြီးပဲဆိုပြီးတော့သူမေးကြရတယ်ရှောက်မေးမဖြေနိုင်ရင်အဲ့ဒါထသွားဘယ်သူပဲဖြစ်ဖြစ်သူကမေးဖို့ပဲချောင်းဘယ်သူပညာရှိဆိုမေးပါများတဲ့အခါကျသူမြင်လန့်နေကြရှောင်ကြတယ်သူ့နိုင်ငံမှာဆိုလို့ရှိရင်ပညာရှိဆိုတဲ့ယဟန်သမဏပြမနာတွေဟာမနေကြဘူးအကုန်ပြေးကုန်ကြတယ်သူမေးမှကြောက်တာနဲ့မနေကြတော့ယဟန်တော်တွေကလည်းပဲဘိက္ခုရေပုံရေနဟိမန္တမေဝကိစ္ဆန္တိတဲ့ဘုန်းကြီးတွေလည်းဟိမန္တတောင်ကြွကုန်ကြတယ်သူနားမနေရဘူးတောင်မေးမြောက်မေးလုံးအကြည့်တော့သူ့နိုင်ငံမှာ12နှစ်ကြာအောင်တခြားအမေးခံနိုင်တဲ့ပုဂ္ဂိုလ်သူနဲ့ရှင်ပြိုင်ပြောမဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့အားလုံးတိတ်ဆိတ်ငြိမ်သက်ပြီးတော့မလှုပ်ရဲကြဘူးပေါ့ငြိမ်နေကြတယ်အဲ့ဒါလို့ငြိမ်နေတဲ့အခါကျတော့ဟိမန္တတောင်ချေမှာအဲ့ဒီတော့ယဟန္တာတွေကလည်းဂရေ100လောက်ရှိတယ်အဲ့ဂရေ100လောက်ယဟန္တာတွေကဟိမန္တတောင်မှာရခိတဆိုတဲ့ကုန်းမြေကြီးမှာကုန်းပြင်ကြီးပေါ်မှာနေထိုင်ကြတယ်အဲ့ယဟန္တာတွေလည်းပဲဓမ္မိလိန်နာမင်းကြီးတောင်မေးမြောက်မေးလွန်အားကြီးတော့အဲ့ဒါမနေကြဘူးသူတို့လည်းလွတ်ရကြွရသွားနေကြတယ်နာအိပ်ပါအိပ်ပေါ့နော်အဲ့ဒါလို့နာအိပ်ပါအိပ်နေရနေပြီးတော့သူကအဲ့ဒီယဟန္တာတွေကနောက်ပိုင်းရောက်တဲ့အခါကျတော့ဟိုပါတတိပုတ်မှာနာမည်ကျော်ပညာရှိလို့နာမည်ကြီးတဲ့ရှင်နာခသေနာဆိုတာရှိတယ်ပိဋကတ်သုံးပုံတတ်တယ်အခြေတင်ပြောတဲ့နေရာမှာကျွမ်းကျင်တယ်လိမ္မာတယ်အဲ့ဒီပုဂ္ဂိုလ်သတင်းကြားတဲ့အခါကျတော့ဂရေတရားသောယဟန္တာတွေကနေပြီးတော့နာဂသေနာစီကိုတမန်လွှတ်လိုက်ကြတယ်နာဂသေနာကြီးဒီမှာတော့ဒီလိုဖြစ်နေပြီကိုရောလာမဖြစ်မယ်ပေါ့လာခဲ့ပါဦးမေးဒီမှာမိလိုက်တာမင်းကြီးကကတိကတ္တတွေလျှောက်မေး
သူနဲ့သူမှမရင်ဆိုင်ရဘူးဒါကြောင့်မို့လာခဲ့ပါလို့ဆိုနာဂတိနာတပည့်တော်လာခဲ့ပါမယ်ဗျာဆိုသူကလည်းပဲရဟန်းပေါင်း8000နဲ့အတူတကွခြေတက်လာခဲ့ဟိမန္တာဘက်ကိုခြေတက်လာပြီတော့အဲ့ဒီမှာဒီယဟန္တာတွေထဲမှာအာယုပါလဆိုတဲ့မထေရကြီးယဟန္တာကြီးပဲအဲ့ဒီယဟန္တာကြီးအာယုပါလဆိုတဲ့မထေရကြီးဟာသင်္ချေယဆိုတဲ့ပရဝုံကြီးထဲမှာနေတယ်ပရိဝေနဆိုတာကျောင်းပေါင်းများစွာစုထားတဲ့နေရာကျောင်းတိုက်ကြီးပေါ့နော်သင်္ချေယဆိုတဲ့ကျောင်းတိုက်ကြီးမှာသူသတင်းသုံးနေတယ်သူကလည်းထက်မြက်တယ်မေးတာပြေတာတွေကိုဖြေဆိုနိုင်တယ်ဆိုတဲ့ဂုဏ်သတင်းနဲ့ယောနကအမတ်တွေကနေပြီးတော့မိလိန်နာမင်းကြီးကိုသူတို့ကလည်းမကျေနပ်ဘူးဒီမင်းကြီးကကတိကသက်တယ်မေးတယ်မင်းကြီးပဲသူနိုင်တဲ့လူရှားနေကြတော့အာယုဘာလမထေရကြီးကိုတော့သူမေးတာဖြေနိုင်လောက်တယ်ဆိုတရက်ကြတော့မိလိန်နာမင်းကြီးငါမေးတာဖြေနိုင်တဲ့ပညာရှိဘယ်မှာရှိငါမေးချင်တယ်ဆိုတော့အရှင်မင်းကြီးသင်္ချေယကျောင်းတိုက်ကြီးထဲမှာအာယုပါလမထေရကြီးရှိတယ်သွားမေးပါလားလို့ဆိုအေးကောင်းပြီသွားမယ်တောက်လျှောက်သွားပြီးတော့သွားမေးတယ်အာယုပါလမထေရကြီးငါသမီးပြောပြီးတဲ့အခါမှာရှင်ဘုရားတို့ဘာဖြစ်လို့ဘုန်းကြီးဝတ်တာလဲတဲ့သူမေးတာဘာဖြစ်လို့ဘုန်းကြီးဝတ်လဲဘုန်းကြီးဝတ်ခြင်းရဲ့အမြင့်ဆုံးအကျိုးကျေးဇူးကဘာလဲဆိုတော့မထေရကြီးကတော့ပုံမှန်ဖြေတာပေါ့တရားကျင့်မှုမှန်ကန်တဲ့အကျင့်တွေကျင့်မှုဘုန်းကြီးဝတ်တာဓမ္မစရိယသမာစရိယအတွက်ဓမ္မကိုကျင့်သုံးမှုတို့ရဲ့အမြတ်ဆုံးကျင့်ဆိုတာအရဟတဖို့ပဲဒီလိုဖြေလိုက်တဲ့အခါကျတော့ဒီလိုဖြေဦးနေမကဘူးအဲ့ဒီအာယုပါလမထေရကြီးကပြောတယ်မြတ်စွာဘုရားဟောကြားဆုံးမတဲ့တရားဓမ္မတွေကိုနာတဲ့အခါမှာတဲ့ဓမ္မစကြာတရားဟောတဲ့အခါမှာပြမပေါင်း18ခရီးနတ်ပေါင်းအသင်္ချေကျွတ်တန်းရတယ်ထို့တူပဲမဟာသတိပဋ္ဌာန်သုတ်တို့ရောင်လုံးဝရသုတ်တို့မဟာမင်္ဂလသုတ်တို့နာတဲ့အခါမှာလဲနတ်တွေပြမတွေမရေမတွက်နဲ့အောင်ကျွတ်ကြတယ်အားလုံးဟာလူတွေပဲလူအကြောင်းတွေပဲယဟန်တွေမဟုတ်ဘူးဆိုတော့အဲ့ဒီမှာမိလိန်နာကအကွက်ရအရှင်ဘုရားဒီလိုဆိုလို့ရှိရင်ကိုတော်တို့ဟာနော်ဘုန်းကြီးဖြစ်ရတာကအတိတ်ကမကောင်းတာတွေလုပ်ခဲ့လို့ဘုန်းကြီးဖြစ်တာနေမှာတဲ့လူအကြောင်းတွေတောင်တရားဥတရားမြတ်ရနေမှာတော့ကိုတော်တို့ဂရုံဖကတင်ပြီးတော့မကောင်းတာတွေလုပ်ခဲ့လို့မကောင်းကျိုးခံစားရလို့ဘုန်းကြီးဝတ်တာနေမှာတဲ့အတိတ်ဘဝတုန်းကကိုတော်တို့ဟာသူများအစားအစာတွေကိုလူရက်ပြီးစားတော့ခဲ့လို့ဒါမှမဟုတ်ကိုတော်တို့တထိုင်နဲ့စားတထထဲစားနေရတာနေမှာတဲ့ညနေစားမစားရတာအဲ့ဒါငတ်တာပဲနော်အေးအဘောဂတိကဒူရင်လို့ဆိုပြီးလွင်မြင်မှနေရတာလည်းပဲသူများအိမ်နေတော့မီးရှို့ခဲ့လို့ဖြစ်မှာပဲတဲ့ကိုတော်အတိတ်ဘဝအကုသိုလ်ကံတွေကြောင့်လို့သူများအိမ်နေဖြည့်ဆည်းခဲ့လို့မြို့တွေရွာတွေကိုလူရဲ့ဖြည့်ဆည်းမီးရှို့ခဲ့လို့ဒါကြောင့်မလို့ကိုတော်တို့အိမ်မရှိရာမရှိနေရတာဖြစ်လိမ့်မယ်တဲ့အကုသိုလ်တွေကြောင့်ဒီလိုဖြစ်ရတာဖြစ်မယ်တဲ့အဲ့ဒါလို့ယဟန်နေကျင့်တဲ့ဒူရင်အကျင့်တွေကိုသူကရည်ညွှန်းပြီးတော့ဘုန်းကြီးတွေဟာအတိတ်ဘဝတော့မကောင်းမှုအကုသိုလ်လုပ်ခဲ့လို့ဒီလိုဒုက္ခခံရတာဖြစ်မှာပဲလို့အဲ့ဒါလို့ပြောတဲ့အခါအာယုပါလမထေရကြီးကလည်းသူနဲ့ရှင်ပြီးစကားမပြောတော့ဘူးတိတ်တိတ်နေလိုက်တဲ့အခါသူကထပြီးလက်ခမောင်းခတ်ပြန်ကဲငါမေးတာဘူးမှမဖြေနိုင်ဘူးစပူရိတ်ကျွန်းကြီးဟာအလကားပဲအချီးနီးပဲအလုံးဟာတုံညတွေကြီးပဲငါမေးတာတယောက်မှမဖြေနိုင်ဘူးဆိုပြီးတော့ကြွေးကြော်ပြီးတော့ထပြန်သွားပြန်တယ်အဲ့ဒီတော့ယောနကအမတ်ကြီးတွေကပြောကြတယ်အရှင်မင်းကြီးတဲ့ယောနကအမတ်ကြီးတွေကိုကြည့်လိုက်တဲ့အခါအမတ်ကြီးတွေကခါတိုင်းလိုမျက်နှာညှိုးညှိုးငယ်ငယ်မဖြစ်ဘူးတဲ့ရဲစွမ်းတတ္တိရှိနေတဲ့ပုံစံသူတို့မြင်ရတဲ့အခါကျတော့ဘုရင်ကြီးကသူကလူကဲခအမတန်ကောင်းတယ်ဒီကောင်းတွေခါတိုင်းလိုမဟုတ်ဘူးသူတို့မျက်နှာတွေကအခုအာယုပါလမထေရကြီးငါမေးတာမဖြေနိုင်တာကိုသူတို့စိတ်မပြတ်ဘူးအဲ့တော့ပညာရှိသေးပုံရတယ်ပေါ့လေရှင်မင်းကြီးသင်္ချေယပရိဝုံမှာ
နာဂသေနဆိုတဲ့ပညာရှိယဟန်တော်တစ်ပါးရှိတယ်ဆိုတော့နာဂသေနလို့ကြားလိုက်တာနဲ့ကြသိမ်းထသွားတယ်သူနော်နာဂသေနဆိုတဲ့နာမည်လေးကြားလိုက်တာနဲ့ကြသိမ်းထသွားတော့ဟာငါဘာလို့ကြသိမ်းထတာသူကိုယ်သူလည်းစဉ်းစားလို့မရဘူးအေးဒါဖြင့်ငါနာဂသေနငါတွေ့ပဲဆိုတော့သွားကြတယ်အဲ့တော့ရှင်နာဂသေနကလည်းဒီမှာကြွလာတော့သူကရဟန်းပေါင်း8000နဲ့သွားတာ4000ကသူ့ရဲ့ကြီးတယ်4000ကသူ့ရဲ့ငယ်တယ်သူကအလဲကောင်မှာအဲ့တော့မိလိန်နာမင်းညပြောတယ်မင်းတို့ဘယ်သူရှင်နာဂသေနဆိုတာငါမပြောနဲ့ငါကြည့်မယ်ဆိုပြီးကျောင်းထဲဝင်သွားကြတဲ့အခါမှာအဲ့ဒီမှာယဟန်ပေါင်း8000သူရှိက4000နောက်က4000အဲ့ဒီ8000ရဲ့အလေကောင်မှာလှမ်းကြည့်လိုက်တာနဲ့သူကသိတယ်နာဂသေနဆိုတာကြည့်လိုက်တဲ့အခါအဲ့ဒီကိုတော်ကသူကမျက်နှာလည်းထက်မြက်နဲ့နော်ကြောက်ရွံ့တဲ့ပုံသဏ္ဍာန်မရှိဘူးသူ့မျက်နှာရဲရင်ပြတ်သားတဲ့ပုံစံကိုသူကြည့်ပြီးတော့မင်းတို့ငါပြောမယ်ဟောဒီအလေကကိုတော်နာဂသေနမဟုတ်လားလို့ဆိုဟုတ်ပါတယ်အဲ့ဒါလို့သူကရှင်နာဂသေနနဲ့စတင်တွေ့ဖို့ရာအကြောင်းဖန်တီးပြီးတော့လာတယ်ပေါ့ကဲနေ့ဖြင့်ငါကြတော့မှဘာတွေပြောတယ်ဆိုတာကိုသိချရမှာဖြစ်တယ်ပေါ့နော်အဲ့တော့နာဂသေနနဲ့သူတွေ့လိုက်ပြီတွေ့တဲ့အခါမှာသူရှင်နာဂသေနကိုသူမေးခွန်းတွေမေးလိုက်မယ်အဲ့ဒါကြောင့်မို့နေ့ဖြင့်ငါစပြီးတော့မိလိန်နာပညာဒီရှင်မိလိန်နာမင်းနဲ့ရှင်နာဂသေနတို့ရဲ့ဘုရားဝါဒရေးရအခြေတင်ပြောဆိုချက်တွေကနေ့ဖြင့်ကနံပါတ်1ကနေစတင်ပြီးတော့မြေးမြန်းဖြေဆိုကြမှာဖြစ်တယ်ပေါ့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တခိတခါသာသနာမှာဝါဒရေးရနဲ့ပတ်သက်ပြီးတော့အခြေတင်ပြောဆိုနိုင်စွမ်းရှိတယ်ဆိုတာတမန်တတ္တိတမန်ပညာနဲ့မရနိုင်ဘူးပေါ့ဒါကြောင့်မို့လင်းမြန်နေဖြတ်လက်တယ်ကျွမ်းကျင်တယ်ရဲရင်တယ်ဘောဓုတကြွယ်ဝရဲဆိုတဲ့အရည်ချင်းတွေရှိတဲ့ပုဂ္ဂိုလ်မျိုးသားလဲဒီလိုဝါဒရေးဟာတွေနဲ့ပတ်သက်ပြီးအခြေတင်ပြောနိုင်ကြတာဖြစ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကိုရောတိုင်းပဲသစ္စကလိုအပြောဆိုနော်ဝါဒရေးဟာနဲ့ပတ်သက်ပြီးအခြေတင်ပြောတဲ့အခါမှာအလွန်ကျွမ်းကျင်တဲ့သစ္စကတို့လိုဝါဒတစ်ထောင်တတ်တဲ့သစ္စကတို့လိုတော့မြတ်စွာဘုရားဟာမလှုပ်နိုင်အောင်ပြောဆိုခဲ့တာဖြစ်တယ်ပေါ့အေးဒါကြောင့်မို့မြတ်ဗုဒ္ဓဟာဝါဒရေးဟာနဲ့ပတ်သက်လာလို့ရှိရင်သူများတဲ့ပို့ပြီးတော့ဟောပြောနိုင်စွမ်းရှိတယ်လို့မြတ်ဗုဒ္ဓရဲ့သားတော်ယဟန်ဖြစ်တဲ့ရှင်နာဂသေနဟာလည်းပဲမြတ်စွာဘုရားရဲ့အဆုံးအမတပိတဝကပြီးပြီးမိလိန်နာမင်းကြီးရဲ့မေခွန်းတွေကိုရဲရင်ပြတ်သားစွာခြေပပြောဆိုနိုင်တဲ့စွမ်းရည်တတ္တိတွေကိုဆက်လက်နာကြားကြရမှာဖြစ်လို့ဒီကနေ့မိလိန်နာမင်းနဲ့နာဂသေနယဟန်တို့ရဲ့ရှင်နာဂသေနတို့ရဲ့ဗုဒ္ဓဝါဒရေးရာအခြေတင်စကားပြောဆိုမှုအပိုင်း1ကိုဏိကုံးချုပ်ကြရအောင်အားလုံးသာဓုခေါ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာ
လူရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝိတံဘဝယန္တုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဝိတံကျွမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခအတိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှဲသင်ပြပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း